မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့အေးမြကြည်လင်းဈေး၌ယနေ့နေ့နဲ့10 နာရီကမီးဘေးကျူရင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့်လက်တွေ့မီးငြိမ်းသက်ဇက်တိုက်လေ့ကျင့်မှုများကိုမြို့နယ်မီးတပ်ဦးစီးဌာနနှင့်စီပင်သားယာရေးအဖွဲ့တို့ပူးပေါင်းပြုလုပ်ခဲ့ကြောင်းသိရပါသည်။ရှေးဦးစွာမြို့နယ်မီးတပ်ရေးဦးစီးဌာနမှဦးစီးမှုဦးတန်းစင်ဦးကမီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းများနဲ့မီးလောင်မှုအမျိုးအစားများအားရှင်းလင်းပြောကြားခဲ့ပြီးတန်နေတပ်ဖွဲ့ဝင်များကအေးမြကြည်လင်းဈေးတွင်တာဝန်ထမ်းဆောင်နေသောစီမံသားယာရေးဝန်ထမ်းများဈေးရောင်းပြည်သူများနှင့်အတူဝိစုံဆိုများဖြင့်လက်တွေ့မီးငြိမ်းသက်ခြင်းမိသက်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသက်ခြင်းများဇက်တိုက်လေ့ကျင့်ခဲ့ပြီးမိသက်ကားဖြင့်မီးငြိမ်းသက်ခြင်းများလက်တွေ့တည်ပြခဲ့ကြောင်းသိရပါသည်။မီးဘေးကျိုးရင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်ဇက်တိုက်လေ့ကျင့်ပွဲအခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဝင်များမြို့နယ်စီမံသားယာရေးအဖွဲ့မှတာဝန်ရှိသူများမြို့နယ်လျှက်စစ်မန်နေဂျာရုံးမှဝန်ထမ်းများဈေးကော်မတီဝင်များဈေးသူဈေးသားများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ကျောက်ဆည်ခရိုင်ပြည်ဆက်ကပြပို့တာဖြစ်ပါတယ်ရှင်